ဓမ္မမိတ်ဆွေပြေပဲပေါင်းမင်္ဂလာပါရှင် channel လေးကနေပြီးတော့ပြန်လေးချိုးဆိုလိုက်ပါတယ်ဒီတစ်ခါမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရကန်းစင်ဆရာတော်ဘုရားကြီးရဲ့အရဟံဗုဒ္ဓပရိစိတ်လေးအကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်ဒီနည်းလေးကဆိုရင်တော့ဗုဒ္ဓနုတ္တိပွားများတဲ့အနေဖြစ်ပြီးတော့သမထပရိစိတ်သူများတာမှာကဝိပဿနာပွားများနေတဲ့သူများလည်းပြင်းရည်လာရင်အလွယ်တကူပရိမပါပဲနဲ့ဝင်လေထွက်လေမှတ်ပြီးတော့ပွားများလို့လည်းရှာပါတယ်အရဟံဗုဒ္ဓပရိစိတ်နည်းလေးကတော့အာနာပါနနဲ့ဗုဒ္ဓနုတ္တိပေါင်းဆက်ထားတဲ့နည်းဖြစ်ပါတယ်ဝင်လေအရဟံထွက်လေဗုဒ္ဓပရိတစ်လုံးချပြီးတော့ပရိကိုဘတ်ကိုနေ့စဉ်အချိန်မှန်နေရမှ18လတိအာထုတ်ပါကထူးခြားတဲ့တဘောသိတ္တိထူတွေရလာမယ်လို့ရကန်းစင်တောင်ဆရာတော်ဘုရားကြီးကတပည့်ဖြစ်သူဆရာကြွားကိုပေးခဲ့တဲ့နည်းလေးပဲဖြစ်ပါတယ်ဝင်လေရှုသွင်းချိန်မှာစိတ်ထဲကနေအရဟံဆိုပြီးတော့ထွက်လေရှုထုတ်တဲ့အချိန်မှာစိတ်ထဲကနေဗုဒ္ဓဟုဆိုပြီးပရိတစ်လုံးချစိတ်ချင်းဖြစ်ပါတယ်ပရိမပါဘဲနဲ့လည်းတရားထိုင်တကယ်တော့ဝင်လေအရဟံထွက်လေဗုဒ္ဓပွားများပြီးတော့နေ့စဉ်15မိနစ်နိုင်ဝက်ကစပြီးတော့တပြေးပြေးတိုးပြီးတော့အားထုတ်နိုင်ပါတယ်အလုံးလုံးရင်းနဲ့သွားရင်းနိုင်ရင်းနဲ့အချိန်ရတိုင်းပွားများအားထုတ်နိုင်လို့တတိယတိုင်းအသက်ရှူရင်းနဲ့အတုမရှိတဲ့ကုသိုလ်ဖြစ်စေတဲ့စိတ်ကြည်လင်အေးမြစေတဲ့အကျိုးများတဲ့နည်းလေးပဲဖြစ်ပါတယ်ကိလာသတောင်ဆရာတော်စင်းကြရသည်ကိုးတန်သိပ်ပါတေတကားဆရာတော်စတဲ့ပုဂ္ဂိုလ်များကျင့်ကြံသောဗုဒ္ဓနုတ္တိအာနာပါနကမ္မထံဝင်လေအရဟံထွက်လေဗုဒ္ဓစိတ်ထဲကမှသမထကျင့်စဉ်အောင်မြင်လာမည်တမာရီအကြတတ်အမြင်တတ်ရမည်ဒီပတိစိတ်လေးကယုံမာခြင်း၈ပါးကင်းတူလည်းဖြစ်ရပါတယ်ယုံမာခြင်း၈ပါးကတော့တေမြတ်စွာဘုရားရှင်အပေါ်ယုံမာတန်တရားဖြစ်ခြင်းစုံပြတ်ချက်မချနိုင်၍တွေ့ဝေခြင်းနေမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်အပေါ်၌ယုံမာတန်တရားဖြစ်ခြင်းစုံပြတ်ချက်မချနိုင်၍တွေ့ဝေခြင်း၃တန်ခါယေတနာ၌တန်ခါကိုအာယုံပြုလူဒန်းလျင်အကျိုးစီးပွားကြီးမား၏ဟူသောစကားတို့၏ယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်း၄မိမိတို့ကျင့်သုံးသောသီလသမာဓိပညာသိက္ခာသုံးပါး၌အကျိုးအာနိသင်ရှိရလားဟုယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်း၅မိမိတို့၏အတိတ်ကာလ၌ဖြစ်သောခန္ဓာတန်တရားဟုဆိုအပ်သောခန္ဓာအာယတနာဓာတ်တို့သည်မြည်၍မြည်များရှိ၏ဟုမရေမတွက်နိုင်လောက်အောင်များပြားလှစွာဖြစ်ခဲ့ဘူးသည်ဆိုခြင်းမှာဟုတ်မှဟုတ်ရလားဟုယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်း၆အနာဂတ်ကာလ၌လည်းမရေမတွက်နိုင်အောင်များပြားလှတဲ့ခန္ဓာအာယတနာဓာတ်တို့ကဖြစ်ကြအောင်မည်ဟုဆိုသည်မှာဟုတ်မှဟုတ်ရလားဟုယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်းခုနှစ်ရှေးတိတ်မှာရောနောက်အနာဂတ်မှာရောမရေမတွက်နိုင်တဲ့ခန္ဓာတန်တရားဟုသောခန္ဓာအာယတနာဓာတ်တို့ဖြစ်ခဲ့ပြီးဖြစ်ကြအောင်မည်ဆိုတာဟုတ်မှဟုတ်ရလားဟုယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်းရှေးအကြောင်းကြောင့်အကျိုးဖြစ်သည်ဟုသောပရိစ္ဆသမုပ္ပါစကားသည်အဟုတ်မှန်ပြောတဲ့စကားဟုတ်ရလားဟုယုံမှားတန်တရားဖြစ်ခြင်းဆုံးဖြတ်ချက်မချနိုင်၍တွေ့ဝေခြင်းအထက်ပေါ်ပြပေးခဲ့သောယုံမှားခြင်းရှင်တို့နဲ့ဓမ္မမိတ်ဆွေများညီစွန်းနေခဲ့ကြလျင်အမြန်ဆုံးပြင်ဆင်ပယ်ဖျက်ကြပါဟုမေတ္တာရက်ခံပန်ကြားလိုပါ၏ထိုယုံမှားခြင်းရှင်တို့ထဲမှာတမျိုးမျိုးကမိမိတို့စိတ်တဏ္ဍာမှာမပယ်ပြောင်းနိုင်တဲ့များကာလပတ်လုံးမဖို့နိဗ္ဗာန်ကိုဘယ်သောအခါမှမျက်မှောက်ပြုနိုင်တော်မူမဟုတ်ပါတဏှာခီးမဆုံးနိုင်သောကြောင့်ပင်ဖြစ်ပါတယ်အာနာပါနာဗုဒ္ဓနုတ္တိဘာဝနာကမ္မထံဆိုတာပါလဲဆိုရင်တေတတဝါတိုင်းအသက်ရှင်ဖို့အသက်ရှူရပါတယ်။ရှူသွင်းတာကိုဝင်လေရှူထုတ်တာကိုထွက်လေရှူသွင်းတဲ့အခါမှာစိတ်ထဲကနေအရဟံပြန်ရှူထုတ်တဲ့အခါမှာဗုဒ္ဓလို့စိတ်ကမှတ်ရပါမယ်။ပါဇက်ကမဆိုရပါဘူးစိတ်ထဲကနေပဲမှတ်ရပါမယ်။ဒီနည်းလေးကအသက်ရှူရင်းနဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်နှစ်ပါးကိုပူဇော်ပြီးသားတစ်ချက်ခုတ်နှစ်ချက်ပြည့်ပဲဖြစ်ပါတယ်။ပြည်သက်များအားလုံးကရတတ်တဲ့၍အချိန်လေးတွေကိုစူးစမ်းမှတ်ကြည့်ကြပါအစာစားတာနဲ့စကားပြောတဲ့အချိန်အစင်မပြေရင်ကြံတဲ့အချိန်အားလုံးကိုပေါ့ပေါ့ပါပါမှန်ရင်ရှူရင်းနဲ့ကုသိုလ်ရနိုင်ကြပါလိမ့်မယ်။ဘုရားရှင်ရှေ့မှာမှတ်မှမဟုတ်ပါဘူး။အိယာဝင်ကနေလည်းမှန်နိုင်ရှူနိုင်ကြပါတယ်။နေစိတ်ရည်တည်ငြိမ်မှုတမာတိအားကောင်းလာပါမယ်။အရဟံဗုဒ္ဓကအနိနန္တကဏ္ဍများအရာကိုနှဝင်းဆောင်ပါတယ်။
အာအပေါင်းရာအပေါင်းဟန်အပေါင်းပုတ်အပေါင်းဒေါ်တစ်အပေါင်းရှစ်အပေါင်း6အပေါင်း5အပေါင်းခွန်စုစုပေါင်း28လုံးနှက်ခတ်28လုံးနှက်ခတ်ဖြစ်တဲ့အတွက်စေပိုင်းစမပိုင်းဓာတ်ပိုင်းနှက်ခတ်ပိုင်းဖြစ်လာပါမယ်။၃အမြဲနှလုံးသွင်းပူဇော်နေကြသူတွေအတွက်ဂုဏ်တော်အကြည်အမှုအရဟံနဲ့သစ္စာလေးပါးတရားသိမြင်တော့ဗုဒ္ဓဂုဏ်တော်စွမ်းအားကြောင့်ချမ်းသာကြည်ခြင်းဟုံးကန်ကြည်ခြင်းအရိယာစကံရှောင်းလန်းအထောက်နိုင်ကြရပါမည်။မိသည့်အရိယာပုတ်ဖြစ်မဆိုအသက်ရှင်သူတိုင်းအသက်ရှူရင်းနဲ့ကုသိုလ်များရရှိကြ၍လူရာခရီးပေါင်းမြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။